စုရဲ့ဒီဗီဒီယိုကြောင့်အနောက်ရှက်ဖြစ်သွားရင်အားလုံးတောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ရှင်ပြီးတော့စုအကူညီလေးလိုနေလို့ပါနော်စုတရက်နေ့ကရန်ကုန်ကနေပြီးတော့စကိုင်းကိုတောက်လှူဖို့အတွက်စုထွက်လာခဲ့တယ်ပေါ့နော်ထွက်လာခဲ့တဲ့မိုင်250နဲ့259ရဲ့ကြားမှာစုပတ်စံတစ်လုံးကျပြီးတော့ပျောက်ခဲ့ပါတယ်ပတ်စံအိတ်ဆိုရင်ပတ်စံအိတ်ကနည်းနည်းလေးကြီးတယ်ကွာအဲ့ထဲမှာစားရစားတန်းတွေရောပစ္စည်းတွေရောအကုန်ထည့်ထားတော့အိတ်ကအလုံးအထုတ်လိုက်အမဲကြီးပေါ့နော်အဲ့ဒါကြီးကျပြီးတော့ကြံခဲ့ပါရဲ့ရှင်အဲ့ဒါတွေးခဲ့သည်ရှိတော့စုကိုပြန်ပေးပါလို့ပြောချင်ပါတယ်ပြန်ပေးပါဆိုတာစုရဲ့စားရစားတန်းအရေးကြီးတဲ့စားရစားတန်းလေးတွေကိုပြန်လို့ချင်တာပါနော်အဲ့ဒီမှာ passport တွေတကောင်စင်ရင်းတွေရင်မောင်းလိုက်စင်တွေ smart card တွေ passport ဆိုရင်2အုပ်ရင်မောင်းလိုက်စင်ဆို2ခုစုရဲ့စုညမဟာရပေါ့နော်စုအကုန်လုံးစုပြီးထည့်ထားတာပါစုတို့အဲ့ဒီမှာငွေသားကလည်း14သိန်းလောက်ပါတယ်ပြီးသွားရင်ဟိုရွှေပေါင်ချာတွေရွှေလည်းနည်းနည်းပပတော့ပါတယ်ဒါပေမဲ့အဲ့ဒါတွေကဘာမှမယူပါဘူးစုအဲ့တွေက passport 2အုပ်ရဲ့passport 2အုပ်ရဲ့ဟိုစာရေးစာတန်းတွေပဲပြန်ပြီးတော့လိုချင်တာပါနော်ဟိုတွေးခဲ့ရင်လည်းကောက်ရခဲ့တယ်ဆိုလဲစုဒီဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးပါလို့ပြောချင်ပါတယ်ရှင်ဒီအပေါ်ကဟာလေးကကျတော့စုရဲ့အိတ်ရဲ့ပုံလေးပေါ့နော်အဲ့ဒါလေးရခဲ့ရင်တစ်ချက်တော့ပြောပေးကြပါလို့ပြောချင်ပါတယ်ရှင်အရန်ရေးကြည့်နေလို့ပါနော်ပုံမှန်ဆိုရင်ကွာစုကစာရေးစာတန်းတွေဆိုရင်ကိုနဲ့မကွာပဲထားတတ်တာလည်းများတယ်ပြီးတော့ရှေ့ရက်တွေမှာလည်းငလင်လှုပ်တော့အိမ်ကနေပြီးတော့နည်းနည်းလေးခါနေတော့စုကအိမ်မှာပစ္စည်းတွေထားရတာစိတ်မချဘူးစိတ်မချတော့စုကယူလာလိုက်တယ်နေပြီးတော့ရောက်ရင်ငါအမေဟိုအဝင်ပေးလိုက်မယ်ဆိုပြီးတော့စုကစဉ်းစားရတာကျွန်တော်ကခဏပြတ်တော့ကွာအချိန်လဲနှောင့်နေမှကြောက်တာနဲ့စုကနေပြီးတော့ဝင်မပေးလိုက်တော့ငါပြန်မဝင်ပေးမယ်ဆိုရင်ယူလာတဲ့အချိန်မှာပဲကခဏဟိတက်နေတဲ့အချိန်မှာမိုင်250မှာဟိတက်တယ်ကားဟိတက်တော့အရန်ပူလို့ဆိုပြီးတော့အကုန်လုံးကားပေါ်ဆင်းကြတယ်ကွာဆင်းကြပြီးတော့ဆင်းလိုက်တဲ့အချိန်မှာစုကဖုန်းလာနေတယ်ဖုန်းလာတော့စုကဟိုအဲ့လေထမင်းဘူးတွေမှာတဲ့ကိစ္စကလည်းအရေးကြီးနေတော့စုကဆင်းပြောတဲ့အချိန်မှာကွာဟိတက်လို့ဆိုပြီးတော့ရေလောင်းတော့စုအိတ်ကိုရေဆိုမှာစိုးလို့ဆိုပြီးတော့သူတို့ကကားခေါင်မှုပေါ်တင်လိုက်တယ်ဒါပေမဲ့တင်လိုက်တာတယောက်ဆိုတော့စုကလည်းစုထားတဲ့နေရာကလည်းစုကတေချာသိမ်းထားတာအောက်မှာတေချာသိမ်းထားတော့စုကမသိလိုက်တော့မိတ်ထီလာရောက်တော့မှပဲဟိုအိတ်ကောလို့မေးတော့မှစုလေတတိယအိတ်ကငါထားတဲ့နေရာမှာပဲလေလို့တွေးလိုက်တော့ခေါင်မှုပေါ်တင်လိုက်တယ်တဲ့အဲ့တော့စုတို့ပြန်သွားရှာတော့လေလုံးဝမတွေ့တော့ပြန်သွားရှာလို့မတွေ့တဲ့အပြင်ကိုကားကလည်းခဏထပ်ပြတ်သွားသွားရှာတဲ့ကားပါထပ်ပြတ်သွားတော့အချိန်ကြီးနှောင့်နှေးကုန်တာပေါ့နော်အဲ့တော့စုစားရေးစာတန်းလေးတွေ့ရင်ပြန်ပြီးတော့ပေးကြပါလို့ပြောချင်ပါတယ်ရှင်ဟိုတကယ်လဲစုအတွက်အရင်အရေးကြီးနေလို့ပါဟိုဒီဗီဒီယိုကြောင့်လည်းအနှောက်အယှက်ဖြစ်သွားရင်အားလုံးကိုတောင်းပန်ပါတယ်နော်အရေးကြီးနေလို့ပါရှင်စုစကားပြောမှောင်းသွားရင်လည်းတောင်းပန်ပါစုစကားအဲ့လိုမျိုးတိတ်ပြောမပြောတတ်လို့ပါနော်